ဟုတ်မင်္ဂလာပါဒီမျိုးကူတာထွေးဆန္ဒလေးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မြောက်ကိုပြင်မဲ့တင်ပြလေးရတော့ကျွန်တော် Microsoft Word တွေ Excel တွေ PowerPoint တွေပေါ့နော်အဲဒီလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြတာတချို့ပေါ်ပြီးတာလေးရှိပါနော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့အခြေခံလေးတွေပါမတရားအကြိုက်တဲ့ကြောင်းလို့ပြောနော် Summit စာတော်လေးတွေမှာ Microsoft Word ဆိုရင်ပါတယ် Excel ဆိုရင်ပါတယ် PowerPoint ဆိုရင်ပါတယ်ဒါလေးကိုဘယ်လိုဖွင့်ရအောင်လဲဘယ်လိုလုပ်အောင်လဲအချမ်းမြင်တော့ကျွန်တော်တို့ကဒီကောင်ဆောက်ကိုဟလာဒီမှာကြည့်လိုက်မယ်နော် office software လေးတွေမှာအများဆုံးသုံးရအောင်နော်ကျွန်တော်လည်းအများကြီးရှိပါတယ်ဒါကျွန်တော်ရုံးနေတော့ကျွန်တော် software Excel PowerPoint ဒါတွေပဲအသုံးများကြတယ်အဲ့တော့အခုကျွန်တော်ရှင်းပြပေးမယ့်ဟာလေးတွေကတည်ပြီးတော့လူတွေကတော့ကြော်သွားပေးလိုက်ပါနော်မတည်သေးတဲ့လူတွေတော့ကတော့ဒီဟာကိုဘယ်လိုလုပ်ရလဲဆိုတဲ့ဟာလေးတွေကိုဒါလေးဒီ movie လေးကြည့်လိုက်တာနဲ့အဆင်ပြေသွားအောင်ဒါ share လုပ်ခြင်းဖြစ်ပါတယ်အဲ့တော့တည်ပြီးတော့လူများကြော်သွားပြီပါမတည်သေးတဲ့လူတွေကဒါလေးကိုတစ်ချက်ပြန်ကြည့်ပေးပါကြည့်လိုက်တာနဲ့လူချင်းမင်းတို့ဒီလက်ရှိခုနဒီစာရဲမှာကြောက်တာတို့စာရဲရမယ်ဆိုတာလည်းမျိုးလုံးပြမျက်စိမျိုးဘယ်လိုရလို့ရမှာငါမှမရိုက်တတ်တာဟောငါမှမသုံးတတ်တာအေးစဲငါမှမကြော်တာပေါ့ဘွဲ့ငါမှမလုပ်တတ်တာ presentation ငါမှမလုပ်တတ်တာဒီလိုခက်ခဲတွေမဖြစ်အောင်မလုပ်တတ်ဘူးဆိုတာမဖြစ်အောင်ရေးအတွက်အဓိကတော့အခြေခံလေးတွေသိအောင်နော်ဒီကကိုယ်တည်းရောက်လာဖိုင်လေးဖွင့်ရမယ်လည်းတော့စာလေးတစ်ကြောင်းတစ်ကြောင်းစပြီးတော့ရိုက်တတ်ရမယ်အဆင့်ထိတော့ဖြစ်အောင်လို့ကျွန်တော်ဒီ movie လေးတွေကိုကျွန်တော် share လုပ်တင်ပေးတော့မှာဖြစ်ပါတယ်အားလုံးလည်းဆောင်ရွက်ကြည့်ရှုပြီးပါကျွန်တော်ဒီမှာဒီထောက်ကကျွန်တော် Word နဲ့ပတ်သက်ပြီးတော့ဗောနော် Microsoft Word နဲ့ပတ်သက်ပြီးကျွန်တော်သွားကြည့်ပါနော် Microsoft Word နဲ့ပတ်သက်ပြီးတော့ကျွန်တော်သွားမယ်တောင်းဖြစ်တဲ့ Microsoft Word file လေးပေါ့ကျွန်တော် W ဆိုတဲ့ file လေးဗောနော် P ရှိတယ် H ရှိတယ် W ရှိတယ်ဒါအခြေခံပါဗောနော်အကြမ်းမကြည့်လိုက်ခွဲလို့ရအောင် Microsoft Word file နော်သူရဲ့ file type ကိုကြည့်မယ်ဆိုရင် file type ဒီ property ကျွန်တော်တစ်ချက်ထားလိုက်မယ်နော် file type ဒီဘာနဲ့ရေးထားလဲနောက်မှာဆိုပြီးကျွန်တော်တို့က .doch ဟုတ်လားဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးပါမယ်နော် doch ဆိုပြီးကျွန်တော်တို့သွားရကျွန်တော်ဖွင့်လာနော်ပုံမှန်တိုင်းပဲကျွန်တော် right လေးနေမယ်ကျွန်တော်တို့ open လေးဖွင့်လာမယ်ဒါဆိုရင်ကျွန်တော် Microsoft Word file ဖွင့်လာပါတယ်နော်ဒါကျွန်တော်သုံးတဲ့ Office 365လည်းကျွန်တော်သုံးထားပါတယ်2019 version ပေါ့နော်365လည်းကျွန်တော်သုံးထားတယ်အဲဒီကျွန်တော်ဆက်မှာ2010လို့ပေါ့ဖြစ်နေရင်တော့ဒါပဲပြဿနာမရှိဘူးနော်အဲ့တော့ဘယ်လိုအခုအရင်ဆုံးကျွန်တော်တို့ကဖွင့်လိုက်ပြီဆိုတော့လည်းကျွန်တော်တို့ကကိုယ့်အတွက် new folder ရင်ထားလိုက်ပါမယ်နော် new ကနေကျွန်တော်တို့က form တွေအများကြီးရှိတယ်နော်ကျွန်တော်တို့ရဲ့ web form blank form ပဲကျွန်တော်ယူလိုက်ပါမယ်နော်ဒီဆိုတာကျွန်တော် blank form အဲ့ဒါဘာဖြစ်သွားလဲကျွန်တော် document set ထဲမှာဟုတ်လားဒီမှာ blank form လေးတစ် form အရင်တက်အောင်ပါနော်အဲ့ဒါဆိုရင်ကျွန်တော်ကအမှန်တိုင်းပြောရင်တော့စိုက်ရလို့ရပြီအဲ့တော့ကျွန်တော်တို့ကပြည်အောင်စုနဲ့ပဲကျွန်တော်ရိုက်ပါမယ်နော်ဒါလေးပဲကျွန်တော်ပြည်အောင်စုနဲ့ပဲရိုက်ပြအောင်ဒါကျွန်တော် Windows 10ဖြစ်တဲ့အတွက် base ပြည်အောင်စုနဲ့ပဲကျွန်တော်ရိုက်ပါမယ်နော်အဲ့တော့ကျွန်တော်ပြည်အောင်စုနဲ့ web form လေးပြောင်းလိုက်မယ်နော်ပြောင်းပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဖျောက်ပါလို့ဒီမှာနေကောင်းလားကျွန်တော်ရိုက်မယ်အစရှိတယ်ပေါ့နော်ဘယ်လိုပဲနေလဲကျွန်တော်စာရပြီဆိုရင်သူ့ရဲ့ထုံးစံတွေပါဖြစ်တယ်ကျွန်တော်ကာစာလေးချပေးတယ်နော်ကာစာဆိုတာဒီပေါ်လိုက်ပြောက်လိုက်ဒီမှာဒီလိုပေါ်လိုက်ပြောက်လိုက်ဖြစ်နေတာဒါလေးကာစာလို့ခေါ်ပါတယ်နော်အဲ့တော့ကျွန်တော်အချိန်ပြီးတော့အများဆုံးဒီမှာဒီပေါ်မှာရှိနေတဲ့ဟာတွေအားလုံးကိုဘာလို့ခေါ်လဲဆိုရင်ကျွန်တော် Weibo လို့ခေါ်ပါနော်အဲ့တော့ဖဲချိုးလေးပေါ့နော်အဲ့တော့ဒီပေါ်မှာကျွန်တော် video ပါလေးရှိတယ်နော်ဟိုဆိုရင် home menu ရှိတယ် access menu ပါရှိတယ်design menu ပါရှိတယ် layout menu ပါရှိတယ်စရှိတယ်ကျွန်တော်က menu ပါရှိတယ်နော်ဒီကအများကြီးတွေအကုန်ချက်ချင်းလက်ကြီးကလူချင်းတို့တိပြောင်းလို့လက်ရှိကိုပါလို့ပါတယ်စာရိုက်ပါအဲစာရိုက်ဖို့တော့တင်ရပြီဟုတ်နော်အဲကျွန်တော်ချိန်ကြာကြီးလည်းကျွန်တော်ပြောဒီဟာလေးကြည့်လိုက်ဒီစင်နဲ့ကြည့်လိုက်တယ်လူချင်းတို့ဒီ Microsoft Word မှာအနည်းဆုံးစာရိုက်နိုင်တဲ့အဆင့်တော့ဖြစ်သွားတယ်။ Okay အဲကျွန်တော်စာလိုက်ပါကျွန်တော်ဒီမှာဖွင့်လိုက်ပြီပါနော်ဘယ်လိုကျွန်တော်စာရိုက်မယ်စာရိုက်မှာဖြစ်တဲ့အတွက်လူချင်းတို့ဒီကိုစာကိုဒီစာကြောင်းလေးညီးနေသေးတယ်လို့ကျွန်တော်ဥပမာလေးကျွန်တော်စာရိုက်ပြီးတော့ဖြစ်ပြပါမယ်နော်ကျွန်တော်စာဝိုင်းလေးမှတောင်းတာပါနော်ဆောင်းရပေါ်ပြန်ပေါ်ကျွန်တော်တော့ကျွန်တော်ငါးမိနစ်ကျွန်တော်တော့ပါနော်ဒါတော့ဆောင်းရပြန်ဖိုင်ကြတော့ငါးမိနစ်ဒီမှာဆိုကျွန်တော်တို့စာပဲတွေစာတွေအင်္ဂလိပ်စာတွေအများကြီးပဲကျွန်တော်ရှိတာဟုတ်နော်အဲ့တော့ပထမဆုံးစာပိုက်လေးတွေကိုကျွန်တော်တို့ကသူ့ကိုအရင်ဆုံးကျွန်တော်တို့ကဘယ်ညာကတ်ချင်တယ်နော်အဲ့ဒါဘယ်ထဲမှာကြားလဲဆိုရင်ကျွန်တော်ဒီမှာလာစင်ပဲကတ်မယ်အလဲကတ်မယ်စံနာပတ်မယ်ဒီဟာဆိုရင်ကျွန်တော်တို့ attachment လုပ်ပါနော်အဲ့တော့ဟုတ်ပြီခေါင်းလေးဒီကောင်လေးကိုကျွန်တော်ခေါင်းနဲ့တက်ချင်တယ်အောက်ကိုတစ်ချောင်းချချင်တယ်ခေါင်းနဲ့တက်မှာဖြစ်တယ်အောက်ကိုဒီကောင်ကိုချောင်းချသူ့ရှေ့လေးမှာ V ဆိုတဲ့ရှေ့စင်းနဲ့ဆိုတော့နော်ဒီ V ဆိုတဲ့စလုံးရှေ့လေးမှာဘာလုပ်ရမလဲကျွန်တော်တို့ဒီကာစာလေးချပေးရမယ်နော်left click နဲ့ကာစာလေးတက်ချပေးပြီးရင်အဲ့ဒါ TAB tab ဆိုတဲ့ keyboard မှာရှိတဲ့ tab ဘာလေးချက်ပို့လိုက်ဒါဆိုရင်ဘာတက်ပါလဲတူပြီးဘေးကတ်သွားပြီးရင်ကျွန်တော်သူ့အောက်ချောင်းချချင်တာပြတဲ့အတွက် ENT ရဲ့အနာဆိုတဲ့ keyboard ကအနာကိုနှိပ်ချလိုက်တာဒါဆိုရင်ကျွန်တော်အောက်ချောင်းချအောင်ဒီကောင်မှာဘာဖြစ်သွားလဲကျွန်တော်တစ်ချောင်းမှာလွတ်သွားတယ်
နော်အဲ့တော့စာလိုက်ခေါဒီကောင်ခေါင်းတွေကိုကျွန်တော်တို့ကတက်ချင်တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့ကိုဘာမှပို့လိုက်မယ်အလေကိုပို့မယ်နော် control C ပေးလိုက်ရတယ်တိုးပြီးတော့လည်းလက်ရှိဒီမှာကျွန်တော်ဒီအလေကိုရွှေ့လိုက်မယ်နော်ဟုတ်ပြီဒါဆိုကျွန်တော်ဒီစာလိုက်ရဲ့အလေကိုရောက်ပါပြီနော်ကျွန်တော်ရေးလိုက်ပါမယ်စာရှင်းကကျွန်တော်ရိုက်လိုက်ဟုတ်နော်ကျွန်တော်ဒီလိုမျိုးကျွန်တော်ရိုက်တယ်ရိုက်ပြီးသူ့ကိုကျွန်တော်တို့ကဟာလာဟိုအယောင်လေးပြောင်းနေတာပဲတော့ဘိုးတင်နေတာပဲတော့ကျွန်တော်တို့ဘာလို့အောင်လဲဆိုရင်ဒီကောင်ကိုဆက်လက်ပေးရခေါ်တာပေါ့နော်အဲ့ဒါကြီးကဘာလဲဆိုတော့ကျွန်တော်တို့ keyboard ကနေပြီးတော့ sorry mouse ကနေပြီးတော့ကျွန်တော် left လက်ညှိုးလေးကိုကျွန်တော်ဖိလာတာဒါကျွန်တော်ဆက်လက်လုပ်တာအဲ့လိုရှင်းပါနော်ဆက်လက်လုပ်ဒီစလုံးလေးကိုပြင်နေတယ်ဒီကောင်လေးကိုကျွန်တော်ကလှုပ်ချင်တယ်ဆက်လက်လုပ်အဲ့တော့အဲ့မှာတစ်ခုရှိတာကကျွန်တော်တို့ဆက်လက်လုပ်တဲ့အချိန်မှာဒီမှာဒီအကြီးတစ်ခုလုံးကြီးကိုကျွန်တော်တို့ဆက်လက်လုပ်တာကူးချင်တယ်နော်ကူးချင်တယ်ဆိုကျွန်တော်ကလား control C နော်တော့ပေါ်ရတဲ့နေရာဘယ်နောက်ပေါ်ဒီစာကြောင်းလေးမှာပေါ်ချင်တယ်ပူလာချင်တဲ့နေရာကိုတပည့်ကလေးလေးနေလာပြီး control V ဒါဆိုရင်ကျွန်တော်တို့ copy နောက်တစ်ပိုက်ကူးပြီးသွားတယ်ဟုတ်ပြီနော်ဒါက copy ကူးတာအဲ့တော့ဟုတ်ပြီကျွန်တော်တို့စာသားအများကြီးရှိတယ်ဒီ select ကြီးဒီမှာတစ်ခုချင်းလိုက်လို့ဆိုရင်စာသားတွေအများကြီးချိန်ကြလို့ရှိရင်အဆင်ပြေပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာနီးလေးတစ်ခုပေးရပါမယ်နော်ဒါလေးကတော်တော်များများလေးဟိုအကျင့်မဖြစ်ကြတာပေါ့နော်ကျွန်တော်ကူးကြတယ်ကျွန်တော်ဒီလိုပဲကျွန်တော် select လုပ်ကြတာများတယ်ကိုလိုချင်တဲ့နေရာလေးဆွဲချောင်းပါတယ်ဟုတ်လားအဲ့တော့ကျွန်တော်ဒီမှာနမူနာလေးပြောပါနော်ဒါပါလဲဆိုတော့ကျွန်တော်ဒီ V ဆိုတဲ့စလုံးကြီးဒီနားကနေပြီးတော့ဘယ်ထိ select လုပ်ချင်တာလဲဆိုရင်ကျွန်တော်တို့ဒီ THM ရဲ့ team ဆိုရင်ဒီနေရာထိကျွန်တော် select လုပ်ချင်တယ်ဟုတ်အဲ့တော့ကျွန်တော် keyboard ကနေကျွန်တော် shell လေးကိုကျွန်တော်ဖိထားမယ်နော်ပြီးဒီနား sorry ဒီမှာဟို control လေးကိုကျွန်တော်ဖိထားမယ်ဒီနားလေးကိုကျွန်တော်ဘယ်ကိုသွားချင်တာလဲ sorry ဒါ team ဆိုရယ်ဒီနားထိသွားချင်တယ်ဒီနားလေးကျွန်တော်တို့ဒီနားထိသွားချင်တယ် search ပြီးတော့ပူလိုချင်တဲ့နေရာစီကိုကျွန်တော်တို့က select လုပ်လို့ရပါတယ်နော်ဟုတ်ပြီနော်ကိုကဘယ်ထိသွားချင်တာလဲအဲ့ကနေပြီးတော့ဒီကနေပြီးတော့ကျွန်တော် shift key လေးဖိပြီးတော့ဒီ V ကနေပြီးတော့ next tree မှာ 5 pin ထိသွားချင်တယ်ဆိုရင်ကျွန်တော် shift key နဲ့ကျွန်တော်သွားရရမယ်နော်ဒါကကျွန်တော် select လုပ်တဲ့နေပါအလုပ်ကူ select လုပ်တယ်ကျွန်တော်လိုချင်တဲ့ဟာလေးကိုကျွန်တော် select လုပ်တာကျွန်တော် video browser နဲ့ဒီနှစ်ခုပဲလုပ်ချင်တယ်ကျွန်တော် select လေးထားပဲဒီဘက်ကနေမလေးနေထားမယ် shift key လေးနေထားပါမဟုတ်လို့ချင်းကျွန်တော်ဒီလိုလေးဟိုရှေ့ကြော်ပါသွားတော့နောက်ပါသွားတော့ကျွန်တော်ဖြစ်တတ်ပါတယ်နော်ဒါကကျွန်တော် select လုပ်တဲ့နေအဲ့နောက်တစ်ခုကကျွန်တော်ဒီမှာရှိနေတဲ့အားလုံးကိုကျွန်တော်တို့က justify ပေးမယ်ဒီ body ပေးလိုက်တာ justify စာကြည့်ပြီးတော့နော်ဘယ်ညာဒီလိုအနာတက်လေးကျွန်တော်ညီတော့ဖြစ်ပါတယ်နော်ဟုတ်ပြီဒါလိုရင်းမစာစရိုက်ရပါတယ်ဟုတ်နော်နောက်တစ်ခုကကျွန်တော်တို့ကိုကရိုင်းမစာသားကိုကျွန်တော်တို့ကဒီကောင်ဘိုးပြီးတင်တယ်နော်အဲ့ဒါကတော့ကျွန်တော်ဘယ်လိုဆိုလဲဒီ home menu လေးမှာပါပါနော် control keyboard ကနေပြီး control B လို့ပေးလိုက်လို့ရတယ်နော်ဟုတ်နော်ဒီ page ကိုဆိုကျွန်တော်ဒီမှာ control B နော်ဒါတော့ဒီ control I ဒီဆောင်လေးနော် control U analyze တာဟုတ်ပြီနော်လေကနေမြင်လေးလက်ချင်တယ်ဆိုရင် ABC ဟုတ်ပြီနော်ဒါဘယ်လိုကျွန်တော်ကိုပြန်ဖျောက်အောင်နော်ဒီမှာမြင်လေးပြန်ဖျောက်ချင်တယ်ဆိုမြင်လေးပြန်ဖျောက်အောင်အဆောင်ပြန်ဖျောက်ချင်တယ်အဆောင်ပြန်ဖျောက်အောင်ဘိုးပြန်ဖျောက်ချင်ဘိုးလေးပြန်ဖျောက်အောင်ဒါလိုပါနော်နောက်ကကျွန်တော်တို့စလုံး form ယူပြီးစလုံး form ယူလေးဆိုကျွန်တော်ဒီကောင်အောင်လို့ဆက်ပေးလိုက်မယ်ကျွန်တော်ရွေးချင်တဲ့စလုံး form ဘယ်လောက်နဲ့ရိုက်ပါတော့ဒီကောင်ကြီးကျွန်တော်စလုံး form ဖြစ်တယ်စလေးနဲ့ရိုက်မယ်ကျွန်တော်စလေးနဲ့ကျွန်တော်ထားရိုက်ပါနော်ဒါကကျွန်တော်စာစလုံးရွေးမယ်အဲ့တော့ဒီမှာ Microsoft Word မှာ file ဖွင့်မယ်ခါစားချမယ်စာထားရိုက်မယ်စလုံးရွေးမယ်ဖောင်ရွေးမယ်ဟုတ်လားအဲ့တော့ဒီလိုဆက်ကပြည်တော်စု form ဖြစ်နေတယ်ဆိုရင်ပုံမှန်ဆိုရင်ကျွန်တော်တို့က control key နဲ့ shift လေးနဲ့ကျွန်တော်ကအင်္ဂလိပ်ပေါ်မှာပြောင်းတာပါနော်ဒါမှမဟုတ် Windows database ရင်ကျွန်တော်တို့ဒီမှာလက်ရှိကြီးတဲ့ဒီမှာ key message တွေကိုတွင်းထားတဲ့ Windows database ရင်တော့ကျွန်တော်တို့ကသုံးမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဖြစ်မလဲဆိုရင် keyboard ကနေပြီးကျွန်တော်ဘာရက်ပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ order taskbar Windows taskbar တွေကျွန်တော်ကပြောင်းပေးရတယ်ဒီမှာဒါဆိုကျွန်တော် Windows လေးကိုကျွန်တော်လက်ကန်းလေးနဲ့ဖိထားတယ် taskbar လေးကိုကျွန်တော်လက်မလေးနဲ့ထားတယ်ဟုတ်နော် taskbar လေးနဲ့ကျွန်တော် Windows taskbar လေးနဲ့ကျွန်တော်ပေါ်ပြောင်းဒါအောင်ပြောင်းရင်ကျွန်တော်ဘာလို့ရိုက်လဲဒါအောင်ပြောင်းရင်ကျွန်တော်အင်္ဂလိပ်လိုရိုက်မယ်ဟုတ်ကဲ့ကျွန်တော် taskbar လေးအကောင်ကိုကျွန်တော်တို့ဒီစာစရိုက်မယ်ဆိုလို့ရှိရင်အခုလိုကျွန်တော်ပြောတဲ့ပုံစံလေးတိုင်းဒီဟာလေးခေါ်လိုက်ပါလုပ်လိုက်ပါလုပ်ပြီးသွားလို့ရှိရင်ကျွန်တော်ရိုက်မယ်နည်းလမ်းလေးကျွန်တော်ပြောပြပါမယ်နော်ကျွန်တော်ပြောတဲ့စာသားလေးလူကြီးမျိုးတစ်ချက်မှတ်ထားပြီးပါဗမာလိုလေးပေါ့နော်အဲ့ဒါလေးကအင်မတန်မှလည်းလွယ်ပါတယ်နော်ကျွန်တော်သင်တန်းနဲ့ကျွန်တော်တို့အများဆုံးလေးပေါ့နော်အများဆုံးလေးနဲ့လက်ကွက်နဲ့ရသွားမယ်ကီးဘုတ်ဘယ်နှစလုံးကဘယ်နှမှာရှိရဲဆိုတော့လည်းအလွတ်ရသွားပါလိမ့်မယ်နော်ဟုတ်ပြီနော်ကျွန်တော်ရိုက်ပြအောင်နော်စင်အေနာမာဖေကြီး sorry တော့ဆိုင်ဟာဒါဆိုရင် Q ကနေပြီးတော့ P ထိကျွန်တော်ယူလိုက်တာဖြစ်ပါတယ်နော်ဟုတ်ပြီနော်ဒါလေးပါလေ Q ကနေ P ထိကျွန်တော်ယူလိုက်အဲ့ဒါလေးခေါ်လိုက်နော်စင်တဲ့နော်အဲ့တော့ကျွန်တော်ပြန်ရိုက်ပါမယ်စင်အေနာမာအပေကြီးတော့ဆိုင်ဟာဟုတ်ပြီနော်ဒါကကျွန်တော်အဖို့
ကေးပေါ်မှာရှိနေတာအပေါ်ကီလန်လေးနော်ဟုတ်ပါနော်နောက်တစ်ခုက